မြတ်စွာဘုရားရှင်ကပြောတယ်အသေဝနာစဘာလနံပဏိတနိစသေဝနာနော်လူမိုက်ကိုရှောင်ပညာရှိကိုပေါင်းအဲ့ဒါဘဝတိုးတက်ဖို့အရေးကြီးဆုံးပဲဒါပေမဲ့ပိုအရေးကြီးတာတခုရှိတယ်ကွာတတိယတစ်ခုကျတော့ပူဇာစပူဇာနေရတဲ့ကျေးဇူးရှိတဲ့သူတွေကိုပူဇော်ရမယ်ဗါတယ်တော့ကျေးဇူးရှိတဲ့သူတွေကိုပူဇော်ဖို့လိုလားမလိုဘူးလားကျေးဇူးရှိတဲ့သူတွေကိုကျေးဇူးသိတဲ့ပူဇော်တတ်တာကောင်းလားမကောင်းဘူးလားဆရာမတွေကိုပူဇော်ဖို့လိုလားမလိုဘူးလားမိဘအဖိုးဘွားတွေကိုပူဇော်ဖို့လိုလားမလိုဘူးလားဒါကြောင့်ပူဇော်တဲ့ပုံစံက2မျိုးရှိတယ်ပူဇော်တဲ့ပုံစံဘယ်နှမျိုးရှိတော့ကျေးဇူးဆက်တဲ့ပုံစံ2မျိုးရှိတယ်ဒါတို့မျိုးကျေးဇူးဆက်တဲ့ပုံစံဘယ်နှခုရှိလဲပြန်ပြောပါကျေးဇူးဆက်တဲ့ပုံစံဘယ်နှခုရှိလဲထပ်ပြောပါကျေးဇူးဆက်တဲ့ပုံစံဘယ်နှခုရှိလဲတစ်ခုကပစ္စည်းနဲ့ကျေးဇူးဆက်တာတစ်ခုကဘာတော့နောက်တစ်ခုကအကျင့်နဲ့ကျေးဇူးဆက်တာနောက်တစ်ခုကဒါလေးသူမျိုးညံသိကောင်းတာပဲအဲ့တော့ဘုံဘုံကမေးမယ်ပူဇော်နည်းဘယ်နည်းရှိပူဇော်နည်း2နည်းပြောပါဦးဘာတွေတော့ပစ္စည်းနဲ့ကျေးဇူးသက်တာအကျင့်နဲ့ကျေးဇူးသက်တာတော်လိုက်တာကွာမှတ်မိသွားပြီလားပြန်ပြောဟေ့ပူဇော်နည်းဘယ်နည်းရှိတော့တခုကပါတော့ပစ္စည်းနဲ့ကျေးဇူးသက်တာနောက်တစ်ခုကအကျင့်နဲ့ကျေးဇူးသက်တာဟာပစ္စည်းတို့သားတို့သူတို့ဆရာမတွေအဖေတွေမေတွေဘာပေးလို့ရတော့စားတရားလေးပေးလို့ရလားမရဘူးလားပန်းလေးတို့ခေပန်းလေးတွေကျွေးတယ်ခေပန်းလေးတွေကောက်လာလို့ရပန်းလေးတွေဆရာမတွေဒါပေးလို့ရဒါလေးတွေပေးလို့ရလားမရဘူးလားကိုမုံနေပါလားတွေဆိုရင်လည်းဆရာမတွေပေးလို့ရတယ်မှတ်တာဆရာမတွေကမင်းတို့မို့ကုံအောင်ဘယ်သူမှလူမစားဘူးကလေးလေးတွေအဲ့လိုပေးလိုက်တယ်ဆိုကလေးလေးသားလေးလိမ်မာလိုက်တာသားလေးကြမ်းပါသေးအသက်ရှည်ပါသေးချမ်းသာပါသေးမိဘဆရာသမားတွေရဲ့မေတ္တာရရင်အဲ့ကလေးကညံကောင်းတော့တာအသက်ရှည်တော့တာလူချင်းလူခင်ပေါ်တော့တာအေးကြီးလားမကြည့်ဘူးလားဟဲ့ကျောင်းစာတော်နေုံနဲ့မပြီးဘူးနော်ကံကောင်းဖို့လိုလားမလိုဘူးလားဒါကြောင့်မိဘဆရာသမားတွေရဲ့မေတ္တာတက်ရဖို့လိုလားမလိုဘူးလားကလေးကညံတော့ကောင်းတယ်တဲ့အကျင့်ကတစ်သက်မှမကောင်းဘူးတဲ့သူများအနိုင်ကျင့်ကျင်တယ်တဲ့ဘူကြကျင်တယ်တဲ့တော်လန့်ကျင်တယ်တဲ့နည်းနည်းလေးစာတက်တာနဲ့ဆရာကိုဆရာမထင်ဘူးတဲ့အဲ့လိုမျိုးတပည့်တွေရှိလားတဏှိအာရကမှာရှိလားမရှိရဘူးနော်မရှိရဘူးနော်သဘောပေါက်ရဲ့လားအဲ့ဒါကြောင့်ဆရာသမားတွေကိုတော်လန့်ကျင်တဲ့သိပုံကန်ကျင်တဲ့သိရှိရပါမလားဟဲ့မရှိရဘူးနော်ဟုတ်ပါနော်အဲ့ကြောင့်မိဘဆရာသမားတွေကိုပစ္စည်းနဲ့ရောပေးပြီးကျေးဇူးသက်လို့ရလားမရဘူးလားဒါကြောင့်သားတို့သမီးတို့ရွယ်မှာပစ္စည်းတွေပေါ်ပြီလားပတ်စံရှာနိုင်ပြီလားဒါတော့ဘာနဲ့ကျေးဇူးသက်ရမလဲအကျင့်ဆိုတော့ဘယ်လိုအမျိုးတွေကျင့်လို့ရစာကြိုးသားလို့မရဘူးလားရင်ကြေးကြေးပြောလို့ဆိုလို့မရဘူးလားကိုပြောခြင်းတဲ့အကြောင်းအရာလေးအဖေတွေအမေတွေဆရာသမားတွေနဲ့သဘောမတူဘူးဆိုရင်တော့အကျိုးနဲ့အကြောင်းနဲ့ပြောဖို့လိုလား